guys အားလုံးမင်္ဂလာပါကျွန်တော်တော့ Tony ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် horror game ကိုစောင့်နေပါတယ်ဒီ game လေးရဲ့နာမည်တော့ Miska လို့ခေါ်ပါတယ်ဗောနော်ခေကျွန်တော် story လေးကိုအချင်းချုပ်ပြီးတော့ကျွန်တော်ပြောပြပါမယ် okay နော်ဒီ game ကနည်းနည်းလေးကျန်းနေဗျအဲ့တော့ကျွန်တော် easy ဆော့မှာsafe ဖြစ်တယ် easy နဲ့တော့စကြည့်မှာ okay ဒီတော့ကျွန်တော်စတင်နေရင်ဝင်လာမှာဗျဒီ game လေးရဲ့ဟိုဟာပေါ့နော်နော်တို့ game လေးက bro တို့ကပေါ့နော်အဲ့ကျွန်တော်တို့ကဟိုအရင်တော့ဗျကျွန်တော်နိုင်စင်အကြီးကြီးရှိတယ်အိမ်နိုင်စင်အကြီးကြီးကိုပြင်တဲ့လူကကျွန်တော်ဆော့မှာပေါ့နော်ကျွန်တော်နဲ့ရီးစားဖြစ်တဲ့ကောင်မလေးကတည်သွားတယ်ပေါ့နော်ဆိုတော့သူ့ဖေကကျွန်တော်နဲ့သူ့ကိုသဘောမတူဘူးအဲသဘောမတူပြောမတူတာကျွန်တော်တို့ကခိုးသွဲတယ်ဗျာခိုးသွဲတော့အဲ့ဒါကိုသူ့ဖေကတည်ပြီးတော့ဟိုပေါ့နော်အခန်းမောင်ချတဲ့အချိန်မှာသူ့ကိုသူတက်တည်လိုက်တယ်တက်တည်လိုက်တော့ကောင်မလေးကမကျွတ်ဘူးမကျွတ်တော့ပေါ့နော်ကျွန်တော်ကသူ့ကိုတွားတွေးမှသူကကြွမှာအဲ့တော့ကျွန်တော်သူ့ကိုမရမကတွားပြီးတော့ကြွအောင်လုပ်ပေးရမှာပေါ့နော်โอเคဒီကင်းကနည်းနည်းဝမ်းနေဖို့လည်းကောင်းတယ်လို့မလဲဖြစ်တယ်ဗျဝမ်းနေဖို့လည်းကောင်းလို့တမျိုးကြီးอ่ะသူကโอเคကျွန်တော် game play ရှိရင်တော့ကျွန်တော်လုပ်ပြီးမှာနော်game play ရှိရင်တော့ကျွန်တော်ဟိုလာလုပ်ပြီးလိုက်ပတ်ခွဲပြီးတော့ဆော့ရပါမယ်အချီးမိုင်းနဲ့အချီးမိုင်းကြီးက easy နဲ့ပဲကျွန်တော်ဆော့မှာကျွန်တော်မဆော့ဘူး okay start okay ကျွန်တော်ပဲကဲနိုင်သွားမလားဆိုတော့ကြည့်ရပါ okay ရထားစီလာပြီ Dearest Thomas, Dear Thomas words I wish to write. okay My father has learned of our plans, my ဒါ love. ကျွန်တော်ကြိုက်နေဟောကျွန်တော်ရည်သားတဲ့ကောင်မ Far လေးပြော worse နေတာ that ပါ I နော် wish သူ you ့ to ပြတဲ့ဘောမ understand, တူ but I ဘူး fear you may believe me taken with madness. နားမလဲဘူးပေါ့နော်အဲ့ဒါ My ပြော father နေ seeks to use me, as I have come to believe he used my poor mother. ဒါ He wishes ကျွန် me တော် to သူ့ sing for ရဲ့ him as she စာကို did, ဖတ်နေတာပေါ့နော် to become the star Okay. attraction that will draw good folk to this accursed spit of land. My refusal to do so Yes, has we led are to my sure, confinement here at Scare Hotel. I cannot explain further, but ask that you trust me. ပြလို့ပြော I တော့နော် beseech you to compose a melody for me, a counter to the song contained within this locket of my mother's. I realize this request will seem strange, that your first thought will be to come straight here. But without your composition, all hope of holding back the darkness gathering here will be lost. Your love, always, Elizabeth. ကျွန်မအမြဲချစ်ပါတယ်တဲ့အကောင်မလေးနာမည်က Elizabeth ပါလဲတော့မသိတော့ဘူးပေါ့နော်တော့ထောင်းတော့တွေ့တယ်ပေါ့နော်ကျွန်တော်တို့ကိုဒီ game တီကိုတွေ့အောင်လုပ်ပြီးတဲ့လူကမောင်မူမီဖြစ်ပါတယ် okay အဲ့ကျွန်တော် intro လေးပြီးတော့စားလိုက်ရအောင်စားလာကြရတယ်တော့အတန်ဆုံးနဲ့6လမ်းနေပြီ easy ဆိုတော့နည်းနည်းလွယ်မယ်ပေါ့ဗျာတော့ပြောမတတ်ဘူး easy ကျွန်တော်တို့ photography နဲ့ယူပြီးကျွန်တော်တို့ game ကို save လုပ်ရတယ် okay ဒီလိုစောက်ဖတ်ကြည့်ဘာမှမပါဘူးနော်ဒီတော့ထားလိုက်မယ်ဆိုတော့အားရောက်သွားပြီဒါတွေကကျွန်တော်တော့မဟုတ်တော့ဖြစ်နေ okay ဟိုတကားလေးပြန်ပေးခဲ့ဒါအထုပ်ရင်းကနော်အင်မတော်ကြီးဖွင့်ကြည့်မှာ
inventory ထဲမှာတော့ note ရှိရယ် photography ရှိရယ်ဒါကျွန်တော်တို့ဟာတွေပေါ့နော် okay ဒါပဲရှိရဒါတွေကတော့သူများခန်းနေဆိုဖွင့်လို့မရပါဘူးအရင်ဆုံးထွက်ရအောင်ဗျာဒီပါနဲ့ ground bin scamo တဲ့မပါဘူး special performance ဘိုင်းနဲ့တလားကျွန်တော်ပြောအဲ့ဒီ Alice Bug ဆိုတာသူ့နာမည်ဗျ Spa water okay ဒါကဒီတိုင်းပါပဲကဲကျွန်တော်ပြေးရအောင်ဗျာဒါတော့ရထားလမ်းတော့နော် okay တော်လေးစုပ်ပြသွားတာပဲဗျာညို့ကြီးစားတော့အမြင်ရှာမှာ okay ဒါပါပဲသူခဏတော့ပြောရတာပါဟိုတဖန်ပြထောင်တာဒါရောနော်နာဘယ်အော်တော့အော်ရေဖွင့်လို့မရတော့ဘူးလားမရငါလို့သွားမှာဘလို့သွားမှာကွာမတ်တော့မရှိဘူးဗျာရေပြန်သွားအောင်မယ်ဗျာဟိုဒီဘက်မှာလမ်းတန်းရှိရနော်အရင်သွားလိုက်မယ်ဒီလားဒါကဟုတ်လားအနောက်ပေါက်နေတော့ပတ်ဝင်လို့ရရတယ်ဘောဒါကျွန်တော်စီးရဟာရောင်ကြီးချီပြောနေရတာဟာဒါပါပုံမှန်ပါပဲဒီအိမ်ရဆန်းအိမ်ရမလူရာရောအစုံမှာဒါပေါ့နော်ခေါမလေးကချမ်းသာတယ်ကျွန်တော်ကဆင်းရဲတယ်အဲ့တော့တီးတယ်မလားမန်နီစပါဝါပဲလေအဲ့သူ့ဖေကလက်မခံတော့သူ့သမီးကိုခန်းပိတ်ရသူ့သမီးကအစာမစားပါမစားဘဲနဲ့ကိုတတ်တည်ရဗျာအဲ့လိုဗျာပြောရင်တော့အဲ့လိုပေါ့ဦးရှိမအလင်းနာလားပါဟောရီဖောင်တိန်ကခွေးရကျွန်တော်ဖွင့်လို့မရလားအော်စီးရတော့တီးသွားပြီအဲ့ဟာဒါကြီးကန်ဆိုတော့တော်တော်လေးဟိုတာဖြော့သွားညစ်ပေါက်သွားပြီလူမနေတော့ချန်ရအကျယ်ကြီးပဲဗျာဘလို့တော့ပြောရမလဲတော့မသိဘူးဟုတ်တယ်ဦးလေးအော်ခဏတော့နေဟိုဘက်မှာကျွန်တော်ပတ်လာဒီဘက်သွားမှာဒါပဲကဲ
ကျွန်တော်အမြန်သွားရအောင်ဗျာဒီအိမ်ရဲ့ Oh my god what the fuck မလာလမ်းတလမ်းရှိရမလည်းတက်တုံးပိတ်ရဒီဇက်လန်ကဟိုတော့နော်နေဝမ်းနေဖို့ကောင်းတယ်ဗျာဒါဘာဖွင့်လို့ရတာဖွင့်လိုက်ကွာဒါအိမ်ကမိန်းတကားကြီးဖွင့်ချလိုက်ပြီဒါတော့မတုံးတဲ့ပစ္စည်းထားလာတဲ့ဥစ္စာပေါ့နော်ဂိမ်းကိုဒီမှာလည်းလမ်းတလမ်းရှိအဲ့လမ်းဟိုတော့သွားလို့မရဘူးဒီကားလည်းဖွင့်သွားပြီဟေးအောင်ကြီးမဆိုးတော့လည်းလမ်းပြီကွာgraphic ကောင်းတော့ကနည်းနည်းကြောက်တော့ကွာဒီဟာယူကျွန်တော်တော့နော်ဒီအိမ်ထဲကသူ့သမီးကျွန်တော်တခေါ်ရမယ်ကျွန်တော်ဝင်သွားပြီဟုတ်တယ်ကျွန်တော်ဝင်သွားပြီโอเคဇလန်စားပြီးတော့နော်အဲ့တော့ကျွန်တော်ဘလူးဆော့မလဲဆိုတာကြည့်ရပါဦးနော်ကျွန်တော်ဗီဒီယိုကြည့်လို့တူတူရဲ့ယူသုံးလို့ရပါတယ်โอเคနော်โอเคနော်နည်းနည်းတော့လန့်နေဒီကင်းဆော့တာအဲ့တော့မနှက်ပါဆော့တော့လန့်နေများဒီမှာအော်ချပေါ်လာပြီအော်ချဘာလုံးရမလဲလို့မေးလို့ရှင် तू ကအော်ချမဟုတ်မကွာအော်ချတော့ဖုန်းတကိုင်ရမှာဟိုနည်းနည်းလန့်နေကွာအိမ်ကြီးကကြီးပါဦးတော့စုပ်ရတော့အာကြီးဖုန်းနာမထင်ပါတန်လဲလို့ကြားလာဖုန်း Sistemaကျွန်တော်တော့မှပါတဲ့ခင်ဗျာအဲ့ဒီစပါလာတဲ့ Thomas, my Thomas, you do not know how wonderful it is to hear your ပြော voice. ပြီးဒါဟိုကောင်မလေးရဲ့အတန်မင်း I do not have the words or heart to voice it. It is far too terrible to recount. Please be careful, my love. This place is no longer safe. တူမေကြီးမ Where are you I'm safe upstairs, but I cannot leave the attic. I've had to lock and bar the door, hide away from the others. Okay တူမေကြီးအောင် My father and uncle, starved. ဟာတူမေနဲ့တူ They မေ have been က beguiled by ဟို the တူ darkness မေ that နဲ့တူ inhabits this ဆန်ကေ place. ကတူပိတ် They သွား are တာ no ဗျာ longer themselves, but stalk these halls, attacking anyone that makes a sound. ညအချိန်မီတိုက်ခိုင်းနိုင်တယ်တဲ့ I prayed that you received it, hoped that you would come. Okay I know my request must have seemed strange. တူဖာရာနဲ့တူအန်ကေကိုကျွန်တော်လုံးဝဖြတ်ရမှာဗျာရှင်းမလို့အဲ့ကောင်မလေးရဲ့ဝီးကြီးကျွန်တော်ကေရအောင် Listen carefully. Together we can put a stop to all of this. My ဒီဟာ father ကို made အတူတော်က recordings ပြော of ကြော် brass ခဲ့ကြမယ်တဲ့ cylinders, of a song, a strange melody that affects the mind. If all of the cylinders are played together on the harmonium, this madness will end. You need to find them. ကိုနည်းနည်းလေးတော့ဝမ်းနေရပဲပေါ့နော်တော်လို့ဆိုလို့ရှိရင်မြန်မာနိုင်ငံကဆိုလို့ရှိရင်မောင်မြတ်ကြီးဝိုင်းကဒီတိုင်းဟုတ်တာပေါ့နော် You must find all of the brass cylinders. မောင်မြတ်ကြီးဝိုင်းကဒီဂိမ်းထဲမှာဆိုလို့ရှိရင်ဒီဇက်လန်ဟိုတာပေါ့နော်နေတကယ်စင်နေတယ်ဗျမဝင်ရဲဒီကွာခဏလေးကွာနေကြောက်နေတယ်အင်းလည်းမဝင်ရင်နဲ့ထောင်းရှင်ခေါ်တော့ဒီဆိုင်အင်ရမတ်ခါလို့ခေါ်ပါတယ်
my god ဒါပါဘာရှိလဲဘာမှမရှိဘူး read send and ငါတို့ဖြတ်ထားတယ်ဗျာစာလေးတွေရင်ဖတ်ကြည့်မယ်ငါလုံးမဘဲကြီးကောက်ပြီးอ่ะဟိုကောင်မထွက်ပါဘူးနော်ကွာဟိုကောင်မလာပါဘူးနော်တော့လာမလားတော့မသိဘူးဒီတီးလုံးနဲ့ပြောင်းရတယ်နောက်မှလည်းပြေးလို့ရတယ်ကွာနည်းနည်းကြောက်တော့ကွာကြောက်လာပြီဒီကိန်းနဲ့ရောင်ကြီး what the fuck ရောငါနည်းနည်းဦးဖြစ်တယ်ကွာနေမို့တော်လေးထိပ်ပြီးကောင်းတယ်ဟောတာလေးရှိခဲ့ရင်ငေါဝဆောင်နောက်ကဒီပဲကိုကြီးတော့မသိတော့ဟုတ်ရေးဟင်းအောင်ရေး what the hell ဒါပဲတော့ကြောက်ဖို့ကောင်းတာအဲ့ဒါဘာသာနာဟာငါအဲ့လိုရမလုံးပါနဲ့ကွာကြောက်လို့ပါလို့အဲ့လိုကြီးချီတော့ပြီးတော့ငါမချောက်ရနဲ့ကွာအော်ပိုတင်ချောက်ရတယ်ငါမကြောက်အဲ့လို chance တွေမလာနဲ့နော်ဆောက်လို့ချရတယ်ကွာဘယ်လိုလုံးကောင်းမလဲဘယ်လိုလုံးကောင်းမလဲအဲဒီစကားငါနဲ့တော့လက်မထားလိုက်ရဘူးကွာတီရောတယ်ကွာမိငါလူချီတယ်ကူကြားလိုက်တယ်ဟုတ်တယ်ချီတယ်ငါပါလာတော့မသိကျွန်တော်ကြားတယ်ဟိုလာလူတွေဗျာဟိုလာလူတွေတို့ဘာလဲတော်လူလားမသိငါနဲ့ကြောက်လို့သေနေငါလာရောမစောတာโอ้ยไม่ต้องแน่เฮายีอุตส่าห์มาเข้ามา what the fuck ว่าเพื่อนนะฮะโอ้ยถ้าโตประมาณไรชามาแล้วlook for slender around the cylinder ဒူးချွန်ပါမှာကျွန်တော်အခုတော့နည်းနည်းပတ်ချနေအောင်လို့ဖြစ်နေပြီရcylinder လူတော့မယ်ကွာညောင်ကြီးပုံကြီးအောင်ကွာကြီးဟာလေဒီမှာတော့ကြည့်ရတယ်ဒါပဲတော့ထပ်ခုံးလို့ကြည့်အောင်မထင်တော့ကွာအဲ့ဟိုအယူတီးရမှာမသိဘူးကွာတီးမှာကွာလားအဲ့အတန်းကြီးပါလာကွာအဲ့ဒီမတီးဘူးဘလူတီးရမှာလေမင်းတော့ပြောပြအောင်ဒီတော့ငါတို့စက်ပြီးပါတီးရမှာနေတော့လုံးမှာကြောက်အဲ့ရမှာပါတယ်ဒီဘယ်လိုလဲတီးရပါမှာကျန် no တမန်လာလေမတို့ဟုတ်တယ်မတို့ကြီးမှာတော့ငါနားမလဲဘူးနော်ဒါကြီးဘယ်လိုတီးရမှာတော့မသိဘူးသူတီးရမှာတော့သူပြလာတွေ့ရ
ဘယ်ကနေစတီးရမယ်ဆိုတော့လည်းမပြောဘူးငါတီးဟုတ်ငါဘလို့အတိုင်းမဲ့လုံးတော့လို့လေဒါဘလို့တီးရတော့ပြောပြပါဦးပတ်နေရာရောင်ကြီးပတ်နေပြီငါထင်တော့အဲ့လိုတော့မဟုတ်တော့ဒီနေ့ငါထင်ว่าတလုံးတော့တော့သွားမယ်ဝင်မောက်လေအဲ့ဝင်မောက်လေအဲ့ဝင်မောက်လေဝင်လို့မရဘူးလားကျွန်တော်ကဘလို့တီးရမယ်တော့မသိဘူးကျွန်တော်စမ်းရမတီးတော့လေငါတီးမင်းတော့ဘလို့တီးရမယ်လေပြောလေကွာငါဘလို့တီးရမှာမသိလားတီးကြည့်မှာကွာပဲသူလာမယ်ဒီမိုတေဘူးကွာငါချီဟေးမိုတေအဲ့လိုဘလို့ပိတ်ရတာလဲကွာဟုတ်အော်လာကိုဟေးငါဒီမှာခမရှိအောင်ငါမတီးလိုက်ဘူးဟေးအောင်မင်းဂျတ်စကေမလုံးနဲ့နော်ဂျတ်စကေလုံးငါကြောက်တယ်ကျွန်တော်တခုစဉ်းစားမိတာဗျာအခုဟာကျွန်တော်နဲလေးဟာစားလိုက်တလိပ်လောင်းပါလားအော်နောက်ထပ်မှတ်တစ်ခုဒီနေ့ကျွန်တော်ဟိုဒါလေးစော့ပြီးမှာမနော်ဟောတာခဏတော့နေရတောင်းဖွင့်လို့မရတော့เนาะโอเคချာနေရလေပါမယ်ရှော့တာလူရုံကြီးကွာမင်းတို့ထားရတယ်ငါလန့်နေမကြည့်အောင်နိုင်ပြင်းမှာလဲအသေးနုပဲကွာမကြောက်လားရောရီဒါအိမ်သာကြီးအိမ်သာကြီးဒီဘူတိုင်းတာတော့လောကပါပဲဘာမှတော့မဟုတ်တော့ဖွင့်ဟာရတော့လူပဲဟာရတော့ကီလိုလေကီရမရီရောလည်းပြန်ဖွင့်တော့မှာကွာခုကတော့အမြင်သွားရဟာရောင်ရေ what the fuck ဘာလုံးမအော်ဒီတဲဝင်လို့မရဘူးဟဲ့တော့လိုက်ရှာမှာကွာဒါစီးလိုက်မှာချင်းနာတော့ Is that filthy mongrel inside again? Oh, she still pines is all. She misses... I'll give it a reason to pine. Come here, you mutt. Abraham! ငါအကြောင်းပြခဲ့မပြီးနဲ့ Father, please. ခုချက်ချင်းလာ Please! Who's there? Who are you? ကျွန်တော်ပြောနေ Henry Hughes, you must get me out. Hurry, we must get this door open. Why do you think? They're clearly rogues. They're trying to kidnap me. Please hurry, do something. Please not Keisha, everybody. What? No, don't leave me. They might return any minute. Oh, do something. I can't break it down from my side. Good. Try again. Harder, man. Throw yourself into it. Wait. No. They're coming. Oh, God, please, no.
No, don't do this. Whatever you want, I... ငါတော့ရှာပြီးမှခဏလေးရောင်ကြီးအဲ့လိုတော်ကြီးမထုံရောင်းရတော့ကွာငါကြောက်လို့ပါလို့ငါလို့လမ်းလိုက်တာဟေးဒါလေးဆွဲလို့ရတာမရဘူးကျွန်တော်ယူပါလိုက်မယ်တန်ပါအယုတ်ရောရတာလို့တိုင်နေမပြီးရတော့ငါကြောက်လို့ပါလို့ကျန်တယ်မပြီးရပါနဲ့နာကျင်းသွားပြီငါနိုင်ကျင်းသွားပြီတလီကလည်းခါဟောတာကွာအော်ဒီလိုခန်းလေးကြီးလို့ပဲဗျာဟုတ်တယ်ကဲဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဆိုတော့အားလုံးကျေးဇူးပါလေကျွန်တော်တို့ဖတ်ထူးမှပြန်တွေ့ပါအောင်နော်ကျွန်တော်ဗီဒီယိုလေးကောင်းနေတဲ့အချိန်မှာတူဝိုင်းတောင်းပါရလို့နော်ကျွန်တော်ဖတ်ထူးမှအကောင်းဆုံးကျွန်တော်ကြုံပြအောင်ဆိုရတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါအောင်ပေါ့နော်ကဲဘိုင်ဘိုင်